ဟိုးတော့သားနှစ်ယောက်သမီးတစ်ယောက်နဲ့အတူမိဘနှစ်ပါးတို့ဟာလှေလေးတစ်စီးနဲ့အတူခရီးထွက်လာကြတယ်။ဖခင်ကရှိကနေလှေကိုရှိကိုပြေးနိုင်အောင်တက်နဲ့လှော်ခတ်လို့ပေါ့။မိခင်ဖြစ်သူကတော့နောက်ကနေလှေလေးကိုတဲ့မတ်မတ်သွားနိုင်အောင်ပယ်လေးကိုကိုင်းပြီးတော့လှေကိုထိန်းချောင်းလာခဲ့ကြတယ်။သားနှစ်ယောက်နဲ့သမီးတစ်ယောက်ကတော့လှေရဲ့အလယ်မှာထိုင်ပြီးတော့လိုက်လာခဲ့ကြတယ်။အဲ့ဒီမှာသားတစ်ယောက်ကလက်ထဲမှာပါတဲ့ဓားလေးနဲ့လှေဝမ်းကိုတကြီးကြီးချစ်နေခဲ့တယ်။ဒါကိုမိခင်ဖြစ်သူကမြင်တော့လှေဝမ်းကိုဓားနဲ့မချစ်ဖို့ပြောဆိုတဲ့အခါမလိမ္မာတဲ့သားမိုက်ကကျွန်တော်ဘာသာကျွန်တော်လှေဝမ်းကိုချစ်တာပဲ။ကျွန်တော်လက်နဲ့ကျွန်တော်ချစ်တာကျွန်တော်အောက်ကျွန်တော်ချစ်တာခမည်းတော်တရားမှာလားချစ်နေတာမှမဟုတ်ပဲခမည်းတော်လက်နဲ့ချစ်နေတာလည်းမဟုတ်ဘူးလူဆိုတာလွတ်လပ်ပိုင်ခွင့်ရှိပါတယ်လို့ပြန်ပြောတဲ့အနာကအကိုဖြစ်သူနဲ့အမကပြောလဲမရမိခင်ကိုယ်တိုင်ပြောလဲမရနဲ့သူ့အောက်ကလှေဝမ်းကိုဓားလေးနဲ့တကြစ်ကြစ်ချစ်လာခဲ့တယ်ကြားလာတဲ့အခါမှာတော့လှေဝမ်းဟာပေါက်သွားခဲ့တော့တာပေါ့အဲ့ဒါလိုပေါက်သွားတဲ့အပေါက်ကနေပဲရေတွေဝန်းလာပြီးတော့လှေဟာနစ်မြုပ်ပြီးမိသားစုတစ်စုလုံးနစ်မြုပ်ပြီးဆုံးခဲ့ကြရတယ်တဲ့တကယ်လေတကယ်ဓာတ်နဲ့ဖောက်လို့တကယ်ပေါက်ပြီးတော့တကယ်လှေနစ်သွားတာမသွားတာသေချာမသိပေမဲ့ဒီနေ့လောကမှာတော့မိသားစုတွေမှာလှေဝမ်းဖောက်တဲ့သားသမီးဇိုးတွေကြောင့်နစ်မြုပ်ပျက်စီးသွားကြရတဲ့မိသားစုတွေဟာလက်တွေလူလောကထဲမှာအများအပြားတွေ့မြင်နိုင်တယ်ကိုယ်လက်နဲ့ကိုဖောက်တာပဲကိုဓာတ်နဲ့ကိုချစ်တာပဲကိုအောက်ကိုချစ်တာပဲဆိုရင်မဲ့လှေပေါ်မှာကိုတယောက်တည်းရှိနေတာမဟုတ်ဘူးဆိုတာသိထားပါလူဆိုတာအထာနတ္ထမနာတိဇာနာတိမနုဿောဆိုတဲ့အတိုင်းအကြောင်းနဲ့အကျိုးအကောင်းနဲ့အဆိုးကိုသိတတ်လို့လူလို့ခေါ်တာလှုပ်တဲ့မလှုပ်တဲ့စဉ်းစားတတ်မှလူကောင်းတယ်ဆိုးတယ်ခွဲခြားသိတတ်မှလူအထဟေတုကုလနာဥပကာတာယလူသားတွေပျက်စီးခြင်းရှင်မျိုးထဲမှာကုလေဝါကုလင်္ကာရောတိဝါဥပ္ပစ္စတိတဲ့အမျိုးထဲမှာမိသားစုထဲမှာဆွေမျိုးထဲမှာကုလင်္ကာရဆိုတဲ့အမျိုးမိကြီးခဲမိသားစုကိုဆွေမျိုးတွေကိုအပူပေးတဲ့မိကြီးခဲလို့သားဆိုသမီးဆိုတွေအဲ့လိုလူတွေကြောင့်အမျိုးတွေဆင်းရဲဒုက္ခရောက်ကြရတယ်လို့ဗုဒ္ဓကမိန့်ခဲ့တဲ့စကားလေးရှိတယ်ကိုဟာကိုမိသားစုမှာအပူပေးတဲ့မိကြီးခဲဘယ်တော့မှမဖြစ်ပါစေနဲ့သားဆိုတာမာတာပိတုနာဟရိယံပုရိသီတိပုရိသောတဲ့မိဘတွေရဲ့စိတ်နှလုံးကိုကျွံပြုံးစေတတ်လို့သားလို့ခေါ်တာမိဘတွေမှာဘာလေးမွေးလာလဲဆိုရင်သားလေးဆိုရင်အားတွေဖြစ်လာကြတယ်အဲ့ဒါလို့မိဘတွေစိတ်နှလုံးကိုကျွံပြုံးစေတတ်လို့သားလို့ခေါ်တယ်ကိုဟာမိဘတွေကိုစိတ်ဆင်းရဲအောင်မိသားစုကိုဒုက္ခရောက်အောင်လုပ်နေတယ်ဆိုရင်သားမဟုတ်နိုင်သားမဖြစ်နိုင်ကုလင်္ကာရမိသားစုရဲ့မိကြီးခဲပဲဒီကုန်းချုပ်ပြောခဲ့ချင်တာကတော့လူရဲလို့ဖြစ်လာတဲ့အချိန်လေးမှာကိုလည်းဆင်းရဲဒုက္ခရောက်အောင်ဘယ်တော့မှမလုပ်ပါနဲ့ကိုမိသားစုကိုဆွေမျိုးတွေကိုလည်းဆင်းရဲဒုက္ခရောက်အောင်ဘယ်တော့မှမလုပ်ပါနဲ့ကိုဟာလှေဝမ်းဖောက်သူဘယ်တော့မှမဖြစ်ပါစေနဲ့မိဘတွေညီကိုမောင်နှမတွေနဖူးဟာတွေချီမပြေးအောင်လှုပ်ဆောင်နေကြတဲ့အချိန်ကိုဟာဂိမ်းနေတဲ့အချိန်ကုန်ဖုံးနေတဲ့အချိန်ကုန်အဆော့တွေနဲ့အချိန်ကုန်ငွေတွေဖြုံသုံးပြီးအချိန်တွေဖြုံးနေရင်ကိုဟာမိသားစုလေဝမ်းကိုဖောက်နေသူဖြစ်တယ်ဆိုတာသိထားပါဒီကုန်းချုပ်အနေနဲ့ပြောခဲ့ချင်တာကတော့မိသားစုနဲ့နေတဲ့သူတိုင်းမိသားစုဆိုတဲ့လှေဝမ်းကိုဖောက်သူမဖြစ်ပါစေနဲ့ရက်ရွာနဲ့နေတဲ့သူတိုင်းရက်ရွာနဲ့နေတိုင်းသူတိုင်းရက်ရွာရဲ့လှေဝမ်းကိုဖောက်သူရွာသားမဖြစ်ပါစေနဲ့ကိုနေတတ်တယ်လို့နေတာကိုနေခြင်းတယ်လို့နေတာဆိုပေမဲ့ကိုကြောင့်ကိုနဲ့ဝန်းကျင်ကိုဆင်းရဲဒုက္ခရောက်စေသူမဖြစ်အောင်ဆင်းရဲဒုက္ခရောက်စေတဲ့နေခြင်းမျိုးမဖြစ်အောင်ကြိုးစားကြပါလို့တိုက်တွန်းရင်းနဲ့ညီကုန်းချုပ်လိုက်ပါတယ်